မင်္ဂလာပါရှင်ကျမတို့ team စစ်ကဖန်တီးထားတဲ့ QR တိုင်းကိုမိတ်ဆက်ပေးချင်ပါတယ်စားတော့ဆိုင်တွေလူစီကားတဲ့အချိန်မှာ customer တွေက menu ကိုစောင့်ရတယ် order တင်ဖို့စောင့်ရတယ်နောက်ဆုံးဘေးရဖို့လည်းထပ်ဆောင်ရပြန်ပါတယ်တခါတလေစပွဲထိုးတယောက်ကိုခေါ်ရဖို့ကဗန်ဒီဖြိုး concept လက်မှတ်ရဖို့ထက်တောင်ပိုခက်နေတယ်လို့ပါပဲဝန်ထမ်းတွေဘက်မှလည်း order လိုက်ကမိဖို့ချောင်းကိုပြန်ဖို့ table တွေစစ်နဲ့အလုပ်တွေရှုပ်ထွေးနေပါတယ်ဒါဆိုရင်ဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုQR code တစ်ချက် scan လုပ်ရုံနဲ့ပို့လွယ်အောင်လုပ်နိုင်မယ်ဆိုရင်ကိုဟုတ်ပါတယ်အဖြေကတော့ QR တိုင်းပါ QR တိုင်းဟာ customer ရဲ့ order စတင်တဲ့အချိန်ကနေတိမ်းမှန်ပြီးဆုံးတဲ့အထိလုပ်ငန်းစဉ်တစ်ခုလုံးကို customer kitchen staff waiter cashier manager နဲ့ restaurant owner တို့အကြားချိတ်ဆက်ပေးထားတဲ့ QR based restaurant ordering platform ဖြစ်ပါတယ် customer က app download လုပ်စရာမလိုပဲ QR code တစ်ချက် scan လုပ်ရုံနဲ့ menu ကြည့်နိုင်တယ် order တင်နိုင်တယ် order အခြေအနေကိုအချိန်နဲ့တပြေးညီသိနိုင်ပြီးပြန်တော့မယ်ဆိုရင် bill ကိုလည်း system ကနေတိုက်ရိုက်တောင်းခံနိုင်ပါတယ် QR ordering system ကိုကမ္ဘာပေါ်မှာကျမတို့အဖွဲ့ကပထမဆုံးတီထွင်ထားတာတော့မဟုတ်ပါဘူးဒါပေမဲ့မြန်မာနိုင်ငံကစားတောက်ဆိုင်တွေမှာကြည်ကြဲပြန့်ပြန့်အသုံးပြုနေတာကိုတော့မတွေ့ရသေးပါဘူးဒါကြောင့်အသစ်တီထွင်တာထက်ကိုယ့်ပတ်ဝန်းကျင်မှာတကယ်အသုံးဝင်အောင်ဖန်တီးမယ်ဆိုတာကိုကျမတို့ရွေးချယ်ခဲ့ပါတယ်ကျမဆိုရင်တော့ကိုယ့်စပွဲမှာထိုင်ပြီးဝေတာကို3ခါလောက်ခေါ်နေရတာကတော့ problem ဖြစ်နေတော့မှာပဲဒီနေရာကတော့ super admin dashboard ဖြစ်ပါတယ် super admin အနေနဲ့ system ထဲမှာရှိတဲ့ restaurant အားလုံးကိုစီမံခန့်ခွဲနိုင်ပါတယ် restaurant အသစ်တွေဖန်တီးနိုင်သလို owner account တွေကို invite လုပ်နိုင်ပြီး restaurant တစ်ခုချင်းစီရဲ့ active status ကိုလည်းထိန်းချုပ်နိုင်ပါတယ်ဒါကြောင့် platform တစ်ခုလုံးရဲ့ restaurant management ကို centralized dashboard တစ်ခုထဲကနေစီမံနိုင်ပါတယ် restaurant owner အနေနဲ့ order အရေအတွက် revenue active orders နဲ့ staff အခြေအနေကို dashboard ကနေတစ်ချက်ကြည့်ုံနဲ့သိနိုင်ပါတယ်ဒါအပြင် menu table နဲ့ staff တွေကိုလည်းတနေရာတွေကနေစီမံခန့်ခွဲနိုင်ပါတယ် menu management မှာ category အလိုက် menu items တွေကိုစီမံနိုင်ပါတယ် table အသစ်တွေထည့်နိုင်ပြီး table တစ်ခုချင်းစီရဲ့ status ကို real time ကြည့်ရှုနိုင်ပါတယ် staff တွေကို invite လုပ် role သတ်မှတ်ပြီး dashboard တစ်ခုထဲကနေအလွယ်တကူစီမံနိုင်ပါတယ်အခု QR တိုင်းရဲ့ customer experience ကိုစတင်ကြည့်ရအောင်စပွဲတိုင်းမှာတည်တံ့ QR code ရှိပြီး scan ဖတ်လိုက်တာနဲ့ဆိုင်တဲ့စပွဲအမှတ်ကို system ကအလိုလျောက်သိရှိသွားပါတယ် digital menu ထဲမှာပုံတွေဈေးနှုန်းတွေ availability တွေကိုဓာတ်ရိုက်ကြည့်နိုင်လို့ဒီနေ့ပါရလဲမေးတဲ့အခါအားလုံးရတယ်ခမည်းမှာကျင်တာကလွယ်လို့ဆိုတဲ့အဖြေမျိုးကြားရဖို့မရှိတော့ပါဘူးကြက်သွန်းမထဲပါနဲ့ပို့ဆက်ပေးပါစားတဲ့ special instruction တွေပါစိတ်ကြိုက်ထည့်ပြီး order တင်နိုင်ပါတယ် order တင်လိုက်တာနဲ့ kitchen display မှာ real time ချက်ချင်းပေါ်လာပြီးဇပွဲအမှတ်အရေးအတွက်နဲ့ instruction တွေကိုတနေရာထဲမှာမြင်ရမှာပါဒါကြောင့်ကြက်သွန်းမထဲနဲ့ရေးတာလား10လုံးထည့်တာလားဆိုပြီးလက်ရေးခံမှန်းနေစရာမလိုတော့ပါဘူးမိဖို့ချောင်းက order status ကို update လုပ်တာနဲ့ customer ကလည်းမိမိဖုန်းကနေဟင်းချက်နေပြီလား ready ဖြစ်ပြီလားဆိုတာအချိန်နဲ့တပြေးညီသိနိုင်လို့ဝန်ထမ်းကိုဟင်းလာပြီလားလို့ထပ်ခါမေးနေစရာမလိုတော့ပါဘူးကာရှီရဲ့အနေနဲ့မှာယူခဲ့တဲ့ items တွေ sub total tax discount နဲ့ grand total အားလုံးကိုတနေရာထဲမှာအတိအကျကြည့်နိုင်ပါတယ် payment ကိုလည်း cash card ဒါမှမဟုတ် digital wallet စတဲ့ flexible payment option တွေနဲ့အလွယ်တကူ process လုပ်ပေးလိုက်ရုံပါပဲ payment confirm ဖြစ်တာနဲ့ system က order ကို completed ပြောင်းပေးပြီး dining session ကိုပိတ်ကအဲ့ဒီ table ကိုနောက် customer အတွက် available အဖြစ်အလိုလျောက်ပြန်ဖွင့်ပေးသွားမှာပါဒါကြောင့်ဖေးဆိုင်ရွက်ပြောက်တာမျိုးလုံးဝမရှိတော့သလို calculator နဲ့အကြာကြီးအချိန်ဖြုံးတွက်ချက်နေစရာမလိုပဲ check out process တစ်ခုလုံးကိုမြန်ဆန်ချောမွေ့စေပါတယ် manager dashboard ကနေဒီနေ့ရဲ့ order revenue နဲ့လက်ရှိလုပ်ဆောင်နေတဲ့ order အခြေအနေတွေကိုတစ်ချက်တည်းနဲ့ကြည့်နိုင်ပါတယ် staff dashboard မှာလည်း table status တွေကို real time မြင်ရပြီးငွေရှင်းတဲ့အခါဘေးတောင်းတာ payment ဖြတ်တာတွေကိုတနေရာထဲမှာလုပ်ဆောင်နိုင်ပါတယ်ဘေးပြောက်တာcalculator နဲ့အကြာကြီးတွက်နေရတာမျိုးမရှိတော့ပါဘူး QR တိုင်းရဲ့ front end ကို Next.js app router backend ကို Supabase နဲ့တိစောက်ထားပါတယ် data တွေကို PostgreSQL မှာသိမ်းဆည်းပြီးစနစ်ကျတဲ့ user access control အတွက် Supabase auth JWT နဲ့ role level security policies တွေကိုသုံးထားပါတယ် customer က order တင်လိုက်တာနဲ့kitchen နဲ့ staff dashboard တွေမှာတိုက်ရိုက်ပြသနိုင်ဖို့ Supabase real time web sockets ကိုအသုံးပြုထားသလို media file တွေအတွက် Supabase storage နဲ့ QR code generate လုပ်ဖို့ QR code package ကိုတွဲဖက်သုံးစွဲထားပါတယ်
development ပိုင်းမှာတော့ AI ကိုရိုးရိုးရှင်းရှင်းကိုရေးခိုင်းရုံနဲ့မဟုတ်ဘဲ workflow အလိုက်ခွဲခြားအသုံးပြုခဲ့ပါတယ်။ Context 7 MCP နဲ့ documentation တွေရယူခဲ့ပြီး superpower skills ကိုသုံးပြီး requirement analysis ကနေ verification အထိအဆင့်ဆင့်လုပ်ဆောင်ခဲ့ပါတယ်။ဒါအပြင်တိကျတဲ့ architecture အတွက် super base schema architect လုံခြုံရေးအတွက် security auditor နဲ့ implementation မှန်ကန်ဖို့ကို reviewer စတဲ့ specialized sub agent တွေကိုစနစ်တကျခွဲဝေသုံးစွဲခဲ့တာဖြစ်ပါတယ်။ QR တိုင်းရဲ့ပထမဆုံး version မှာတော့ restaurant dining ordering flow ကိုအဓိကထားတည်ဆောက်ထားပါတယ်။ဒါကြောင့်လက်ရှိ version မှာအစားအသောက် delivery လုပ်ဆောင်ချက် inventory နဲ့ supplier management advanced membership နဲ့ reservation system တွေမပါဝင်သေးပါဘူး။ပထမဆုံး version မှာ customer ordering kitchen communication table management နဲ့ payment flow တွေကိုအကောင်းဆုံးဖြစ်အောင်အရင်ဆုံးအာရုံစိုက်တည်ဆောက်ထားပါတယ်။နောက်လာမယ့် version တွေကြမှာသာဒီ features တွေကိုလိုအပ်ချက်အလိုက်တဖြည်းဖြည်းချင်းတိုးချဲ့သွားဖို့စီစဉ်ထားပါတယ်။အနည်းချုပ်အနေနဲ့ QR တိုင်းဟာ customer ကနေ kitchen staff cashier manager နဲ့ restaurant owner အထိ dining journey တစ်ခုလုံးကို system တစ်ခုတည်းနဲ့ချိတ်ဆက်ပေးနိုင်တဲ့ solution ဖြစ်ပါတယ်။စားသောက်ဆိုင်ရဲ့လုပ်ငန်းစဉ်တွေကိုပုံမှန်မြန်ဆန်တိကျပြီးထိရောက်စေသလို customer experience ကိုလည်းပုံမှန်ကောင်းမွန်စေပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။